ရွှေဆိုင်နေတဲ့တစ်ပင်ကတော့ရွှေချခံရပြီဓာတ်ဆိုင်နေတဲ့တစ်ပင်ကတော့ဓာတ်ခုတ်ဆန်းခံရတယ်ဘဝမှာကိုနေတဲ့ပတ်ဝန်းကျင်ကကိုအတုံးချခံရတာချင်းသူနေရင်တောင်အယောင်ထွက်လာတာချင်းနှိမ့်မွန်းတာချင်းတော့ကွာတယ်တစ်ပင်တွေကသူတို့ဖြစ်တည်မှုအရာရွှေ့မရပင်မဲ့တင်ကလူသားပါအနစ်နာခံပြီးဘဝပဲပါတော့ပင်မဲ့ကိုယ်တိုင်လဲဘဝပြက်အယောင်မထွက်ကျေးဇူးတရားပါစောကခံရတဲ့ဖြစ်တည်မှုလူမျိုးကနေရုံးထွက်နိုင်အောင်စူးစမ်းလိုက်ပါတန်ဖိုးထားပြီးရွှေချထားတဲ့ပတ်ဝန်းကျင်တစ်ခုစီရောက်အောင်တွားလိုက်ပါအ ਨੇ ဆုံးတော့ကိုဖြစ်တည်မှုကိုယ်တိုင်ကျင့်တဲ့သူဖြစ်ပြီးကိုအတုံးချစံတက်တဲ့သူတွေရဲ့ဒါချက်တွေမခံရတော့ဘူးပေါ့ရုံးထွက်နိုင်အောင်စူးစမ်းပါတကယ်ချင်း